တခါတရံကိုတိုင်ကမိယိုးခဏမိကောင်းဖခင်သားသမီးဖြစ်လို့တရားတရားလေးအထိုက်တဲ့ရှိနေတာကိုအထင်မကြီးနေနဲ့ဒီဘဝမှာအခိုင်အမာမတိဆောက်ဘူးဆိုလို့ရှိရင်နောက်ဘဝဟာလွယ်လွယ်ကူကူလေးနဲ့ပြောင်းလဲသွားမှာဒီစိတ်ဓာတ်ကလေးအဲ့ဒါကြောင့်မို့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီမှန်ကန်တဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်ခိုင်မာမာတိဆောက်ထားဖို့လိုအပ်တယ်ဒသနာမူလိကတတ္တအတိညာကိုအခြေခံတဲ့တရားတရားသောတပတ္တိမက်လို့ခေါ်တယ်အတိညာကိုအခြေခံတဲ့တရားတရားမျိုးရအောင်တိဆောက်ထားမှသာမြဲတယ်လို့မဆိုရင်မမြဲဘူးကြည့်ဘုရားအလောင်းကသဗ္ဗဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားအလောင်းနော်ဘုရားကြောင့်ခေါ်တော့ဗာပြောမလိုက်ချင်ပါဘူးတဲ့ဒီကရုံးရုပ်တွေစီဟောဒီလိုပြောအဲ့ဒါနဲ့တငယ်ချင်းလှုပ်တဲ့လူကလည်းတော်တယ်ဒါဖြင့်တငယ်ချင်းကြောင်းမသွားဘူးဆိုရင်ဒီနာတို့မြစ်သွားပြီးရေချိုးအောင်ရေချိုးအောင်ဆိုအလွယ်တကူလိုက်သွားခုခေတ်လည်းတူတူပဲစားတော့ဆိုင်သွားအောင်ဆိုလိုက်မယ်နော်ခေါင်းသီးသွားရအောင်ဆိုလဲလွယ်လွယ်ကူကူပဲနော်လက်ဖိတ်ဆိုင်သွားအောင်ဆိုရင်ရောမလိုက်ပေဘူးလားအေးတရားပွဲသွားရအောင်ကျောင်းသွားရအောင်ဆိုရင်တော့မအားသေးဘူးအလုံးမအားသေးလို့ဒီနေ့ဒီလိုတွေရောမတွေ့ရဘူးလားတွေ့ရတယ်ဒါအပြစ်ပြောเสียမဟုတ်ဘူးဘာဖြစ်လို့တော့ဆိုတော့တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကဒီလိုရှိတာအဲ့တော့ဒီလိုရှိတာကိုတချို့ကထင်သေးတယ်တို့ကတော့ပါရမီလူနေသေးလို့နောက်ပါရမီရင့်လာရင်ဖြစ်လိမ့်မယ်လို့ဒီလိုထင်တာမဖြစ်ဘူးဘယ်တော့မှလည်းရင့်လာမှာမဟုတ်ဘူးခုတည်းကမလေးကျင့်လို့ရှိရင်ဘယ်တော့မှရင့်လာမှာမဟုတ်ဘူးပြောကြတယ်မို့လားလက်ဖန်ဆိုရင်သိနောက်ကျသွားပြီ tomorrow will be too late အဲ့တော့နောက်ဘဝဆိုရင်သိနောက်ကျသွားပြီဒီအခြေအနေမျိုးကိုရကြမှာရမှာရထားတဲ့အခြေအနေခေါင်းလေးမှာကိုလို့ဆရာရှိတာတွေကိုပြီးပြင်းဖြစ်အောင်အခိုင်အမာဖြစ်အောင်တိဆောက်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်သာသနာတော်နဲ့လည်းကြုံတွေ့နေတယ်ဘုရားတရားတွေလည်းနာယူခွင့်ရနေတယ်ဒီချိန်လေးမှာဟိုကိစ္စဒီကိစ္စအကြောင်းပြပြီးတော့မလုံမိဘူးဆိုလို့ရှိရင်ဒီဘဝဝေးတာတဲ့နောက်ဘဝကျပိုဝေးသွားမှာနီးလာမယ်လို့တော့မအောင်မေ့နေနဲ့ဝေးသွားဖို့ပဲရှိတယ်ဘုရားလောင်းအရက်မှာရည်တောင်ဘုရားကြောင့်ခေါ်လို့မရဘူးเนาะအဲ့ဒါနဲ့တငယ်ချင်းဆိုတာကောင်းတဲ့ဘက်ကမရရအောင်ခေါ်တယ်သူက